ပကြီးစဆွဲတော့မယ်ဆိုရင်ဒီအခြေခံချက်တွေကိုသိဖို့လိုမယ်နော်ခဲတံကိုအတင်းဖိတာမျိုးမလုပ်ပါနဲ့အတင်းဖိဆွဲတာမျိုးကပိုမဲစေသလိုဖြတ်ရလဲပိုခက်စေပါတယ်အစာပိုင်းမှာတော့ပေါ့ပေါ့ပါပါလေးပဲဆွဲပါနောက်တစ်ချက်ကတော့ပုံဆွဲတဲ့အခါမှာရိုးရှင်းတဲ့စဝိုင်းစတူယန်ဒါမှမဟုတ်တူရီကန်အဲ့ဒီ shape တွေနဲ့စတာမို့လို့ဒီအခြေခံ shape တွေကိုလည်းလှည့်လည်ရှုထားလို့မရအောင်နော် guideline တွေကိုကြော်ချတာမျိုး process တွေကိုမြင်မြန်ပြီးအောင်လုပ်တာမျိုးတွေလည်းမပြုလုပ်သင့်ပါဘူးအချိန်ယူပြီးအေးစစ်စစ်ဆွဲတာကပိုတိကျစေပြီးတော့ quality ပိုကောင်းစေနိုင်ပါတယ်ကဲအဲ့တော့ English sentence တွေကိုလေ့လာကြည့်ကြမယ်နော် This brush creates smooth lines ဒီစုပ်တံကချောမွေးတဲ့မြင်းချောင်းတွေကိုဖန်တီးပေးတယ် I preferred color pencils for vibrant colors ကျွန်တော်ကဆိုလွင်တဲ့အရာတွေအတွက်ရောင်စုံခဲတဲ့နေကိုပိုနှစ်သက်တယ် Start with basic shapes before adding details အသေးစိတ်တွေမထည့်ခင်အခြေခံပုံသဏ္ဍာန်လေးနဲ့စတင်ပါသေးငယ်တဲ့ပြောင်းလဲမှုတွေကပုံဆွဲတဲ့အခါမှာကြီးမားတဲ့ခြားနားချက်တွေကိုဖြစ်ပေါ်စေပါတယ်ပုံဆွဲတဲ့အခါမှာဘာပစ္စည်းတွေကိုသုံးရမလဲဘယ်ကနေဘယ်လိုစရမလဲလက်တွေကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုစာရ app မှာလေ့လာနိုင်နေနော်